A 4.3 19 2016 15 နာရီ30မိနစ်19 2016 8နာရီ49မိနစ် UTC AS A 21.3 ကီလိုမီတာ13.853 94.3 ပါမျိုးတမှုခရိုင်စကိုင်းတိုင်းဒေသကြီး19ကီလိုမီတာ10.5ကလေးမျိုးကလေးခရိုင်စကိုင်းတိုင်းဒေသကြီး83ကီလိုမီတာ45.31.6 မိုင်ပါနိုင်